မင်္ဂလာပါ Healing Space ကနေကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့အတူတူစိတ်အေးလေးနဲ့စဉ်းစားကြည့်ကြမယ်။အကြောင်းအရာလေးကတော့တန်တရားတစ်ခုမှာလူဘဝတက်တန်တစ်ခုကဘယ်လောက်ကြာရှည်နိုင်လောက်မလဲဆိုတဲ့အကြောင်းအရာလေးပေါ့နော်။တခါတလေကျွန်တော်တို့ဘဝကိုအရေးကြီးတယ်လို့ထင်တတ်ကြတယ်။ဒီနေ့ဖြစ်တဲ့ပြဿနာမနှက်ဖြန်ဖြစ်မဲ့စိုးရိမ်မှုတွေလူတွေပြောတဲ့စကားတွေတယောက်ရဲ့အမြင်တွေကိုကျွန်တော်တို့စိတ်ထဲမှာအရေးပါတယ်လို့ထားတတ်ကြတယ်။ဒါပေမဲ့တန်တရားကြီးတစ်ခုလုံးနဲ့ရှင်တယ်ဆိုရင်လူဘဝတဘဝစာဆိုတာကအရန်ကိုတူတောင်းတဲ့အချိန်လေးတစ်ခုပါပဲနော်။အရန်ကိုရှည်လျားတဲ့တန်တရားကြီးထဲမှာဆိုရင်ကျွန်တော်တို့ရဲ့တဘဝကတနေ့တောင်မှမပြည့်တဲ့အချိန်လေးတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။တနေ့ဆိုတာဘယ်လိုလဲဆိုတာကိုထပ်စဉ်းစားကြည့်မယ်။မနက်မိုးလင်းလာတယ်။နေ့လည်ရောက်သွားတယ်။ညထက်ရောက်လာတယ်။ညအမောင်ဝင်လာတယ်။ပြီးတော့ကျွန်တော်တို့ရဲ့တနေ့တာကကုန်သွားတယ်။ဘလောက်တောင်မြန်လိုက်တဲ့အချိန်လဲဟုတ်တယ်မလား။လူဘဝကဒီလိုပါပဲ။ငယ်ရွယ်တဲ့အချိန်မှာဆိုရင်အချိန်ကိုအရန်ကြာတယ်။ဘဝကိုအရန်ကြာတယ်လို့ထင်တတ်တယ်။ဒါပေမဲ့တရက်ပြီးတရက်ဘဝကိုဖြတ်တန်းသွားရင်းနဲ့မတိမတလေးနှစ်တွေကမြန်ကြီးကုန်ဆုံးသွားတယ်။ငယ်ဘဝကမနေ့တုန်းကလိုပဲဖြစ်နေတတ်တယ်။ဒီနေ့ကျတော့ကျွန်တော်တို့ကြီးပြင်းလာကြပြီးဒီလိုမျိုးကုန်သွားတဲ့အချိန်တွေဘလောက်မြန်တယ်လဲဆိုတာကိုတတိထားမိသွားတဲ့အချိန်မှာကျွန်တော်တို့အတွင်းထဲကတစ်ခုခုကပြောင်းလဲသွားတယ်လို့ခံစားရတတ်တယ်။အရန်စိတ်ဆိုးနေခဲ့တဲ့အရာတွေကအရန်အရေးမကြီးတော့တယ်လို့ခံစားရတတ်တယ်။တယောက်ကိုမုန်းနေတဲ့စိတ်ကလည်းတဖြည်းဖြည်းပျော့ပြောင်းလာတတ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တီးလာတာကဘဝတစ်ခုကအရန်ကိုတိုးတောင်းတယ်ဆိုတာကိုပါတခါတလေလူတွေကစကားတခွန်းပြောလိုက်တာနဲ့ကျွန်တော်တို့ရင်ထဲမှာနှိပေါင်းများစွာနာကျင်နေတတ်တယ်။တခါတလေမကျေနပ်မှုတစ်ခုကိုနှစ်ပေါင်းများစွာစိတ်ထဲမှာတင်စီထားတတ်တယ်။ဒါပေမဲ့တန်တရားတစ်ခုလုံးနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအရာတွေဟာလေတစ်ချက်တိုက်တယ်လို့ပဲဖြစ်နေနိုင်ပါတယ်။လေတိုက်လာတယ်ပြီးတော့လေတိတ်သွားတယ်။အဲ့လိုပါပဲစိတ်ထဲကဒေါသတွေမနာလိုမှုတွေမကျေနပ်မှုတွေကလည်းလာပြီးတော့ပြန်ပြောက်သွားတယ်။တန်တရားဆိုတာအလွန်ရှည်လျားတဲ့လမ်းကြီးတစ်ခုလိုပါပဲအဲ့ဒီလမ်းကြီးပေါ်မှာကျွန်တော်တို့ဘဝတွေဟာတစ်ခါပေါ်လာပြီးတော့တစ်ခါပျောက်သွားတယ်အရန်အေးတဲ့မနက်ခင်ကမိုးနှင်းတုံးလေးတွေလိုပါပဲနေအောင်ထွက်လာတဲ့အခါမှာအဲ့ဒီမိုးနှင်းတုံးလေးတွေတဖြည်းဖြည်းပျောက်သွားတယ်လူဘဝလည်းအဲ့လိုပဲဖြစ်နိုင်ပါတယ်ဒါကြောင့်တစ်ခါတလေကျွန်တော်တို့စဉ်းစားကြည့်တဲ့မိကွန်းတစ်ခုရှိပါတယ်တန်တရားတစ်ခုလုံးနဲ့ရှင်တယ်ဆိုရင်ဘဝတစ်ခုကတရက်လောက်ပဲဆိုရင်ကျွန်တော်တို့ဘယ်လိုနေချင်လဲဆိုတဲ့မိခွန်းပေါ့နော်ဒေါသတွေနဲ့နေမှာလားမုန်းတီးမှုတွေနဲ့နေမှာလားဒါမှမဟုတ်ရင်စိတ်အေးနဲ့ဘဝကိုဖြတ်တန်းမလားအကယ်၍ဘဝတစ်ခုကတရက်လောက်ပဲဆိုရင်လူတစ်ယောက်ကိုမုန်းနေရတာကအရန်လေးလံတယ်လို့ခံစားရနိုင်ပါတယ်အကယ်၍ဘဝတစ်ခုကတရက်လောက်ပဲဆိုရင်လူတစ်ယောက်ကိုခွင့်လွှတ်လိုက်တာကပိုပြီးတော့ပေါ်ပါတယ်လို့ခံစားရနိုင်ပါတယ်အကယ်၍ဘဝတစ်ခုကတရက်လောက်ပဲဆိုရင်ကျွန်တော်တို့စိတ်ကိုပို့ပြီးတော့အေးချမ်းထားနိုင်မယ်လို့ထင်ပါတယ်ဒီလိုအကြောင်းအရာလေးတွေကိုတင်းနဲ့အတူအေးစစ်စစ်စဉ်းစားကြည့်ခြင်းလို့ဒီဗီဒီယိုကိုမျှဝေထားတာပါဒီလိုစိတ်ကိုအေးချမ်းစေတဲ့အကြောင်းအရာလေးတွေကိုနားထောင်ရတာကြိုက်တယ်ဆိုရင်ဒီ channel လေးကို subscribe လုပ်ထားပါနော်ဗီဒီယိုလေးကိုလည်း like လုပ်ပေးပါနော်ဒါဆိုရင်နောက်ထပ်စိတ်ကိုနှွေးထွေးစေမယ့်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်နိုင်ပါလိမ့်မယ်တခါတလေကျွန်တော်တို့စိတ်ထဲမှာဒေါသတွေလာတတ်ပါတယ်မနာလိုမှုတွေအမုန်းတရားတွေလာတတ်ပါတယ်အဲ့ဒီအချိန်တွေမှာတန်တရားကြီးကိုနည်းနည်းလောက်စဉ်းစားကြည့်စီချင်ပါတယ်အကယ်၍ဒီဘဝကတရက်လောက်ပဲကြာမယ်ဆိုရင်ဆိုတဲ့အတွေ့လေးကိုတတိယလိုက်ပါအဲ့ဒီအချိန်မှာစိတ်ထဲမှာတစ်ခုခုပျော့ပြောင်းသွားတယ်လို့ခံစားရနိုင်ပါတယ်အရန်ခက်ထန်နေတဲ့စိတ်တွေကတဖြည်းဖြည်းနူးညံ့လာနိုင်ပါတယ်တခါတလေဘဝရဲ့အလားကကြီးမားတဲ့ကိစ္စတွေထဲမှာမရှိတတ်ပါဘူးတိတ်လေးထိုင်နေတဲ့အချိန်လေတိုက်တန်ကိုနားထောင်နေတဲ့အချိန်နေအောင်ထွက်လာတာကိုကြည်နေတဲ့အချိန်အဲ့ဒီအချိန်တွေထဲမှာရှိနေတတ်ပါတယ်ဒီဘဝကတရက်လောက်ပဲကြာမယ်ဆိုရင်အဲ့ဒီအချိန်လေးတွေကိုပို့ပြီးတော့တန်ဖိုးထားနိုင်လိမ့်မယ်လို့ထင်ပါတယ်ဒီလိုအတွေ့အကြုံကိုတင်းနဲ့အတူမျှဝေချင်တာကြောင့်ဒီဗီဒီယိုလေးကိုပြုလုပ်ထားတာပါဒီနေ့အတွက်တော့အကယ်၍တန်တရားကြီးတစ်ခုလုံးနဲ့ရှင်နေဆိုရင်လူဘဝတဘဝဆိုတာတရက်လောက်ပဲဖြစ်နေနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေထားတာပဲဖြစ်ပါတယ်မနက်ဖြန်နေအောင်ပြန်ထွက်လာတဲ့အခါမှာတင်းရဲ့စိတ်ထဲမှာအရင်ကထပ်ပို့ပြီးတော့ပေါ့ပါနေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲစိတ်အေးချမ်းကြပါစေနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်